အားလုံးပဲမင်္ဂလာပါမမွေချင်တဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကမမွေရဲ့အလွယ်ဆုံးနဲ့အမြန်ဆုံးထမင်းပူလေးလုပ်ပြပါမယ်အရင်ဆုံးစေမွန်ငါးလေးကိုအနှံ့ပြအောင်ရိုးရီရှူချက်ပိုင်းရက်လေးနဲ့ပူပေးပါတယ်ရှားပြီဆိုရင်တော့ kitchen paper လေးကိုနဲ့တုပ်ပေးလိုက်တယ်ပေါ့နော်ပြီးပြီဆိုရင်တော့တန်လွင်စီလေးရဲ့ဘတ်တာလေးရဲ့ထည့်မယ်ပေါ့နော်ထည့်ပြီးတော့ကင်ပေးပါမယ်ကင်ပြီးသွားပြီဆိုရင်တော့သူ့ကိုနောက်ဆုံးမှာတော့ငြုတ်ကောင်းမှုလေးနဲ့ပေါ့နော်ငြုတ်ကောင်းမှုလေးဖြူပြီးပြီးသွားပြီဆိုရပြီပေါ့နော်ပြီးသွားရင်ချက်သူပြုံလေးတပြားရိုက်လိုက်မယ်ပြီးသွားရင်အစိမ်းကြော်လေးကိုလည်းကြော်လိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်တော့ကြက်ဥလေးကိုထမင်းလေးနဲ့ပေါ့နော်ကြက်ဥထမင်းကြော်လေးလည်းကြော်လိုက်ပါတယ်သူ့ကိုကြက်ဥထမင်းကြော်ထဲမှာဂါရစုပူလေးထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးပြီဆိုရင်တော့ဒီနေ့ရဲ့ထမင်းပူလေးကတော့ပြီးသွားပါပြီစေမွန်ငါးလေးရဲ့ကြတော့လီမွန်လေးလည်းလိုက်တဲ့အတွက်ကြောင့်မို့လို့လီမွန်လေးရောထမင်းပူထဲမှာထည့်လိုက်ပါတယ်အရန်လွယ်တဲ့အတွက်ကြောင့်မို့လို့အားလုံးလည်းလှူစားကြပါဘိုင်ဘိုင်